ငလာပါကိုဝနာထွန်းထွန်စံမျိုးမျိုးပြုပြင်ရနေမင်္ဂလာပါလို့နှုတ်ဆက်လိုက်ပါတယ်ဒီနေ့ကအမေးများတဲ့မေးခွန်းပေါ့ဗျာမက်ဆင်ဂျာမှာလည်းလာမေးတယ်TikTok CV မှာလည်းလာမေးတယ်ဆိုနာလီကမြင်းကောင်ကြီး90ခွန်990တွေမှာတန်းကြီးတန်းသေးဘလို့ခွဲတယ်လဲလို့နောက်ပြီးရင်ကျွန်တော်ဆက်ကတန်းကြီးလို့ပြောလို့ဝယ်လာတယ်ဗျာတို့ကျွန်တော်ဆက်တန်းကြီးလေးရောင်းညင်လို့ဆိုပြီးတော့တန်းသေးတွေလာပြောတာတို့ဒါအများကြီးတွေ့ရတယ်ပေါ့ဗျာတချို့ပွဲသားတွေဝယ်ရောင်းနေရဲ့ဂျင်းတွေလည်းပါမှာပေါ့ဒါတန်းကြီးတန်းသေးကိုအပြင်ဘက်ကနေမျက်စိနဲ့မြင်ုံနဲ့လွယ်တကူကြည့်နိုင်မဲ့ဒါအချက်2ချက်3ချက်လောက်ကိုဒါကျွန်တော်ပြောပြပေးမယ်ဒါကြုံလဲကြုံတော့ကြောင့်ပေါ့ဗျာဒါတန်းကြီးတန်းသေး2စီးကြုံတယ်အဲဒါကြောင့်ဒါကျွန်တော်ပြောပြပေးမယ်ပေါ့ဘယ်လိုနေရာတွေမှာကြည့်ရမလဲဆိုလို့ရှိရင်ဒါတန်းကြီးဒီဘက်ကတန်းကြီးမှာကြတော့ရှေ့ကအိမ်စေတန်းရဲ့ပကတ်ထိုင်ရှေ့မှာအခွက်နဲ့လာမယ်သုံးလုံးတိုက်ပင်နေရဖုံးမှာဒီပုံစံလေးနဲ့လာမယ်နောက်ပြီးရင်ဒီတန်းနေရာမှာသူကဒါပြောင်းလုံးဝပြောင်းနဲ့လာမယ်ဒါဆိုလို့ရှိရင်ဒါအလွယ်ခွဲလို့ရတဲ့နီးပေါ့ဒါတန်းသေးမှာကြတော့စောစောကလိုအရာမပါတော့ဘူးသုံးလုံးတိုက်ပင်နေရဖုံးမှာဆိုနာလီကာဆိုတဲ့ logo လေးပဲပါမယ်နောက်ပြီးလို့ရှိရင်သူကဒီနေရာမှာဒါဘူးပုံစံမျိုးလေးတဘူးပါမယ်ဟိုဘက်တဘူးဒီဘက်တဘူးပေါ့နောက်ပြီးလို့ရှိရင်ဒါအိဇယ်တန်းပကတ်အထိုင်မှာကျတော့လုံးဝမျက်နှာပြင်အပိတ်နဲ့လာမယ်ဒါတန်းသေးပေါ့ဒါတန်းကြီးနဲ့တန်းသေးဒါအလွယ်တကူခွဲနီးပါနောက်တစ်ချက်ခွဲလို့ရတာတော့ဒါဆက်ကတန်းကြီးရှေ့တန်းကတန်းကြီးဖြစ်ပြီးတော့နောက်ကတန်းသေးဖြစ်နေလားဒါမှမဟုတ်တန်းချိန်ထားတာလားဘာလားသိကြလို့ရှိရင်ဒါကျွန်တော်တို့ဒီနေရာမှာ MS နဲ့ဆုံးလို့ရှိရင်ဒါတန်းသေးဂီယာပေါက်တန်းသေးပါဒီနေရာမှာ W နဲ့ဆုံးတယ်ဆိုလို့ရှိရင်ဒီနေရာမှာ W နဲ့ဆုံးတယ်ဆိုလို့ရှိရင်ကာရာရိုဂီယာပေါက်နဲ့ကာရာရိုတန်းကြီးနဲ့လာတာပါအဲ့ဒါလေးလည်းဒါနောက်ကဂီယာပေါက်မှန်ပေါ့ဒါ name plate ပြမှန်တက်ထားမယ်ဆိုလို့ရှိရင်ဒီဘက်ကဆက်ကတန်းသေးပါဒါတန်းကြီးရဲ့ပုံစံမှာအတွန်းပစ္စည်းတွေတူသလားမေးအတွန်းပစ္စည်းတွေလည်းဘာတစ်ခုမှမတူပါဘူးเนาะတန်းကြီးကပင်နီယန်အသွားပင်နီယန်တွေကြီးတယ်တချို့